Hello, that way, so yummy shit. Đi này bọn nó sẽ giàu là ní nhà để tống dần ngán bọn nó là vì nó tại vì nó vì là cha mẹ tình thà ta bộ rồi vì là cha mẹ tại vì nó tình yêu bộ rồi vì là cha mẹ shit so yummy nó sẽ giàu là ní nhà tình thà bọn nó có power để tống dần ngán mà về đi này là vì mẹ tống chết giang của còng để tống chết lý bà shit kệ vì là cha mẹ nó vì là để tụi đại bọn nó tớiရောက်đại khá lái cái xe lên lâu qua cha mẹ nó nó bị cha đó mình là bà là với gì là bị cha nó tại vì nó vì lẽ tại vì đó là tụi lái cái xe lâu mẹ nó ok nó mình là bà xe mình là bà xe mình là bà xe vì là cha mẹ tại vì nó mà làmพลังกันมายิงของเลยแกเวลาจ้าไหมเนาะเวลาจ้าไหมเร็วมารับพลังกันเนาะมารับพลังกันขนาดเลยเนาะแชร์ไลน์องเมเนาะมิงลาบาชิเวลาจ้าไหมแต่เร็วเนาะเวลาจ้าไหมเนาะแชร์ไหมเนาะแชร์ไหมကောင်းတာလေးတွေလို့ချင်းများရှင်ရှယ်ထုတ်ရမယ်တယ်လို့နော်ကိုကအရင်ပေးမှနော်ကိုပြန်ရတယ်တယ်လို့နော်ကိုကအရင်မပေးဘူးဆိုရင်ကိုပြန်မရဘူးတယ်လို့နော်ကိုကအရင်ပေးတက်ရမယ်စိတ်စေတနာတက်လေးနဲ့ရှယ်ထုတ်ရမယ်ပေးထုတ်ရမယ်အဲ့ဒါမှကိုပေးတယ်လို့ကိုပြန်ပိုင်ဆိုင်ရမှာပါနော်တယ်လို့နော်ရှယ်မယ်နော်သင်ယူကြမယ်တဲတို့ရေโอเคရှယ်လိုက်ပြီနော်ยี่เขาเลยมีแกแม่ชิเวลาได้ดูได้เนาะมิงลาบาลูกแบบมิงลาบาชินะมิงลาบาชิอย่าไล่ด่าเนาะขนาดเลยจะลูกแท้ก็จะแช่อะไรออกมาเลยเนาะแกจะลูกแท้ก็แช่ไหมขนาดเลยบาชิขนาดเลยเนาะแต่เลยเนาะจะลูกแท้ก็จะแช่ตัวแม่ก็ลองเต้นอยู่รู้ยาวเลยเนาะดูเต้นอยู่จ้าแม่เนาะดูเต้นอยู่จ้าแม่ดูเต้นอยู่จ้าแม่ชิเวลาแม่เนาะเต้นอยู่โบด้วยเวลาแม่เนาะเต้นอยู่โบด้วยเวลาจ้าแม่เนาะโอเคแชร์บีบีก็ลูกแทนมาแชร์ท่าบีบีฮัลโหลมิงลาบาชิมิงลาบาเสียมาเด้มิงลาบาชิมาอีมิงลาบาเนาะวาโซโมมิงลาบาชิวาโซเลมิงลาบาติงอยู่แม่เนาะติงอยู่โบด้วยสิ่งที่พี่บีลาแกดีนี่ลาเป้แม่ต้องแชทเนาะดีนี่ลาเป้แม่เวลาจ้าแม่ติงอยู่โบด้วยเวลาจ้าแม่เนาะဒီနေ့ပေးမဲ့3ချက်အရန်မိုက်တယ်เนาะတလေတော့အရန်မိုက်တယ်အားရှိပါရှိပေးမဲ့အိမ်ခန်းမှာအပြင်ရောက်နေတယ်ဆိုရင်ပေါ့เนาะအော်ပြီးလဲပြောလို့မရဘူးเนาะပေးချင်တလုံးမျိုးပေးလို့မရဘူးเนาะဒီနေ့အိမ်ခန်းမှာတချင်းချမ်းနဲ့လာတယ် cannot lock တချင်းချမ်းနဲ့လာတယ်ဝင်လာကြမယ်ရှင်ဒီနေ့ပေါ့เนาะဒီနေ့ပေးထားတဲ့ခေါင်းစီလေးပေါ့เนาะအရန်ကိုကောင်းတယ်ဒီနေ့တော်များအပေါ်ဝင်များဝင်ချင်တဲ့သူတွေနော်နောက်ပြီးကြတော့အောင်မြင်မြန်ချင်တဲ့သူတွေနော်ဒီနေ့အတွက်အရန်ကိုကောင်းတယ်နော်ဒီနေ့အတွက်အရန်ကိုကောင်းတယ်ဝင်လာကြမယ်တကယ်နော်မျှဝေပေးဖို့အဆင်သင့်ဖြစ်နေပါပြီရှင်ရေဝင်လာတဲ့တယောက်တစ်ခါလိုင်းရဲ့ရှယ်လုံးမယ်နောက်ပြီးကြတော့စမ်းတတ်တယ်ဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူးစမ်းတတ်တယ်เนาะပြန်ဝင်ပြန်ထွက်ပြန်ထွက်ပြန်ဝင်တို့ဆရာမကချောစားတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ရှင်เนาะမင်္ဂလာပါရှင်โอเคเนาะတဲလေးတွေခဏလေးစောက်လိုက်မယ်เนาะတဲလေးတွေဝေရဲ့တဲလေးတွေကိုစလဲလေးတွေခဏလေးနော်တဲတို့
ခဏလေးပါရှင်ခဏလေးပါရှင်ကြံခဲမှာဆိုလို့လေနော်line ထဲမှာပဲတင်ယူချင်တယ်အဲ့လိုမျိုးပြောထားလို့နော် share ပေးလိုက်အောင်မယ် share ပေးလိုက်အောင်မယ် line ထဲမှာပဲတင်ယူချင်တယ်အဲ့လိုမျိုး share ပေးလိုက်အောင်မယ်နော်မင်္ဂလာပါရှင်တဲ့မင်္ဂလာပါရှင်မင်္ဂလာပါရှင်โอเค share ပေးပြီးပြီနော် share ပေးပြီးပြီနော်โอเคအဲ့ဒါဆိုတင်တာလေးစမယ်နော်တချင်းလေးတိုးလိုက်မယ် cannot lock နဲ့သွားမယ်ဒီနေ့နည်းနည်းလေးတိုးလိုက်မယ်ကဲစမယ်နော်တင်တာစမယ်ဒီနေ့ပေါ့နော်အရန်ကိုရေခုန်တယ်ကိုယ့်ရဲ့တဲလေးတွေနော်ကိုယ့်ရဲ့တဲလေးတွေအလုံးဝင်ကုန်ပြီလားမသိဘူးဒီနေ့နေပါစေတော့ရောလံပြန်တင်ယူကြပါစေလုံးမယ်စမယ်နော်တနာရီ24အားလုံးပဲမင်္ဂလာပါရှင် online စီးပွားရေးလုပ်နေတဲ့တွေသူလေးပါတွေသူလေးနာမည်ကဝေအောင်လို့ခေါ်ပါတယ်ရှင်ဒီနေ့ပေါ့နော်စိတ်ကြဝဠာနည်းပညာသင်ယူတဲ့လူတစ်တွေဆိုရင်ပေါ့နော်အပိုင်း1အပိုင်း2ကိုပြန်သွားပြီးနားထောင်နော်တယ်လေလို့နော်ဒါကအပိုင်း3ဖြစ်ပါတယ်အပိုင်း1အပိုင်း2ကိုပြန်နားထောင်မယ်ဆိုရင်ထိရောက်မှုရှိတာပေါ့နော်ဒါကအပိုင်း3ကိုရောက်ပြီနော်ဒီအပိုင်း3မှာဒေ35ကိုရောက်ပါပြီရှင်ဒေ35မှာဒီနေ့လာပေးမှာက3ချက်ဆရာမဒီနေ့3ချက်လာပေးမယ်တယ်လေလို့နော်ခေါင်းစဉ်လေးကပေါ့နော်ဘယ်လိုလုပ်ရမလဲလျင်မြန်စွာအောင်မြင်ပြီးခွန်အားရရှိဖို့အတွက်နီး3ချက်လာပေးမယ်နော်နီး3ချက်နော်နီး3ချက်ကပထမတစ်ချက်စမယ်နော်လာပြီဟိုင်းတဲ့ဟိုင်းပါရှင်မင်္ဂလာပါရှင်ချစ်စရာလေးတဲ့ချစ်စရာကောင်းသောဆရာမလေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ချစ်ညီမလေးတဲ့ရှင်ချစ်မရေမင်္ဂလာပါရှင်မင်္ဂလာပါရှင်ဆရာမတဲ့မင်္ဂလာပါရှင်ဝင်လာကြပြီနော်ဝင်လာကြပြီโอเคအရန်ကန်ကောင်းတယ်မစရသေးဘူးနော်အရန်ကန်ကောင်းတယ်โอเคခဏလေးပဲပြောက်သွားကိုယ့်ကိုလက်နဲ့ထိတယ်line အချက်လေးလောက်ထားမယ်နော် line အချက်လေးလောက်ထားမယ်နော်အဲ့ဒါဆိုရင်စမယ်နော်ဒီနေ့ပေါ့နော်ကိုကပေါ့နော်ဘာလောက်နော်အစင်ပြီးချင်းနဲ့အောင်မြင်မြန်ချင်းနဲ့ဒီထက်မကအပေါ်ဝင်များလို့ချင်းတဲ့သူတွေဒီနေ့ပေးမဲ့3ချက်ထဲမှာလုံးဝကို share ရမယ်လုံးဝကို share ရမယ်နော်ဆရာမတန်နဲ့ဝီနေတယ်ဘာမှမဖြစ်ဘူးဖြစ်သမျှအရာအကောင်းပဲရအောင်ပေးမယ်ရအောင်ပေးမယ်အဲ့လိုမျိုးကဲအဲ့ဒါဆိုရင်နံပါတ်1တစ်ချက်နော်နံပါတ်1တစ်ချက်စမယ်ကိုကဘုံတော့အောင်မြင်မြန်ချင်းတယ်အောင်မြင်တဲ့ချိန်မှာလဲအောင်မြင်မှုကိုသွားနေတဲ့ချိန်မှာလဲခွန်အားလဲရချင်းတယ်အောင်မြင်မြန်ချင်းတယ်ဘယ်လိုလုပ်ရမှာလဲနံပါတ်1တစ်ချက်ပေါ့နော်နံပါတ်1တစ်ချက်ကကိုအရင်ကလုံနေတဲ့အလောက်ကနေပြီးတော့ပေါ့နော်နောက်ထပ်အပေါ်ဝင်ငွေလမ်းကိုထက်ရှာရမယ်နော်နောက်ထပ်အပေါ်ဝင်ငွေလမ်းကိုထက်ရှာရမယ်နောက်ပြီးကြတော့အရင်ကထက်ပို့ပြီးစူးစမ်းရမယ်အရင်ကထက်ပို့ပြီးစူးစမ်းရမယ်နောက်ပြီးကြတော့လုံလောက်ဝိရိယဇွဲရှိနဲ့ကိုကလုံရမယ်နော်ဒီလိုမျိုးဘယ်လိုပြောမလဲဒီလိုမျိုးပဲနေ့တိုင်းလှုပ်သွားဖို့ကလေးနော်အခုကတခုတည်းနဲ့မရတော့ဘူးเนาะအများကြီးလို့ရှိနေအပေါ်ဝင်များလို့ရှိနေမြန်ဆန်အောင်မြင်ရှိနေနောက်ထပ်စီးပွားရေးမှာတိုးချချင်တယ်ဆိုရင်အရင်ကထက်ကိုပို့ပြီးကြိုးစားရမယ်အရင်ကထက်ကိုကပို့ပြီးကြိုးစားရမယ်နောက်ထပ်ဝင်ငွေတလန်းကိုကလိုက်ရှာရမယ်လောက်တဲ့ချိန်မှာလဲကိုကမပြင်းရဘူးလုံးလောက်ဝိရိယဇွဲရှိနဲ့လုံးရမယ်အဲ့လိုမျိုးနော်အဲ့လိုမျိုးအဲ့ဒါဆိုရင်ကိုနောက်ထပ်စီးပွားရေးတစ်ခုကိုထပ်ပြီးရင်းနှီးမယ်ဆိုရင်ကိုမှာအပေါ်ဝင်ငွေနောက်တက်လန်းရှာထားတဲ့အတွက်ရင်းနှီးထုံနိုင်တယ်ရင်းနှီးထုံလိုက်တဲ့ချိန်မှာကိုလည်းမြန်ဆန်နဲ့အောင်မြင်မြန်မယ်ကိုလိုချင်တဲ့အရာမြန်လေးနဲ့ရလာမယ်ကိုကလည်းမပြင်းဘူးလုံးလာဝိရိယဇွဲရှိနဲ့သွားမယ်ဆိုရင်ရော
ဒီထက်မကကိုကစင်ပြီလာမယ်ဒီထက်မကစင်ပြီလာမယ်ဒီထက်မကအောင်မြင်လာမယ်ဒီထက်မကပျော်ရွှင်လာမယ်နော်နံပါတ်1တစ်ချက်ကအပေါ်ဝင်ငွေလမ်းတွေကိုကြည့်တက်ရမယ်ရှာမယ်နောက်ပြီးကြတော့ပုံမှန်လောက်ရမယ်ဆိုလိုင်းကြတယ်ရလာလိုင်းကြတယ်ခုနနော်ပြန်ထွက်ပြန်ဝင်ကြည့်မယ်လောက်ထားပြီးပြီညာလေးတဲ့အိုးအရန်ကိုကောင်းတယ် yes နော်ချစ်မနော်အရန်တော်တယ်အရန်တော်ပါတယ်ရှင်ကဲနော်တလေးတို့နော်အောင်မြင်မြန်ချင်းတယ်နော်နောက်ပြီးကြတော့ရလက်မှုရမြန်ချင်းတယ်မြန်လေးကိုကဆောက်ကန်ချင်းတယ်အဲ့ဒါဆိုရင်ပေါ့နော်နောက်ထပ်အပေါ်ဝင်ငွေနီးလန်းတွေလိုက်ရှာရမယ်နော်ရှာပြီးရင်ကိုလည်းအရင်ကထက်ပို့ပြီးကြိုးစားရမယ်အရင်ကတည်းကပို့ပြီးကြိုးစားပြီးတော့လုံးလောက်ဝိရိယဇွဲရှိနဲ့လှုပ်သွားမယ်ဆိုရင်အောင်မြင်မြန်လာမယ်နော်အပေါ်ဝင်ငွေတွေနီးလန်းမျိုးစုံနဲ့ကိုယ့်စီကိုရောက်လာမယ်ကိုကလမ်းတွေဖောက်ထားလို့လေတဲလင်းတို့နော်ကိုကနောက်ထပ်အပေါ်ဝင်ငွေနီးလန်းတွေကိုလိုက်ဖောက်ထားတယ်လေအဲ့ဒီအတွက်အဲ့ဒီပေါ်ဝင်ငွေနီးလန်းတွေကလည်းကိုရအောင်မယ်ကိုကလုံးလောက်ဝိရိယဇွဲရှိနဲ့လုံနေတဲ့အတွက်ကြောင့်မို့လဲကိုလည်းရလဲမှုညံ့မယ်ပြင်းတယ်ဆိုတာဘယ်အရာမှမကောင်းဘူးเนาะတလေးတို့အဲ့ဒီအတွက်မပြင်းရဘူးမြန်အောင်မြင်ချင်းတယ်ရလဲမှုမြန်ရချင်းတယ်ဒီထက်မကအများကြီးကိုကပိုင်ဆိုင်ချင်းတယ်ဆိုရင်ဒီအချက်တွေကိုလိုက်လုပ်ကြည့်နံပါတ်1တစ်ချက်เนาะတလေးတို့နံပါတ်1တစ်ချက်အပေါ်ဝင်ငွေနောက်ထပ်နီးလန်းတွေလိုက်ရှာရမယ်အရင်ကထက်ပိုပြီးစူးစမ်းရမယ်ဒီတိုင်းလေးနေလို့မဖြစ်တော့ဘူးကိုအတွက်မလုံလောက်တလို့မျိုးဖြစ်လာနေပြီဆိုမြန်လေးရှာလိုက်တော့တဲလေးတို့ကိုကလည်းနေလောက်စားလို့ရှိနေပြီနောက်ထပ်ဒီထက်မကကိုကဝင်လာရအောင်အဲ့ဒီအတွက်ကိုလည်းနောက်ထပ်အပေါ်ဝင်ငွေကိုရှာရမယ်နော်ဆရာမတို့ဆိုရင်အခု online ရောင်းတယ်သိတယ်နော်တလားကိုအမျက်ငွေဘယ်လောက်ဝင်နေလဲဆိုတာဒါတော့မနာဘူးနောက်ထပ်အဝင်ငွေလိုက်ရှာတယ်နောက်ထပ်အဝင်ငွေတွေကိုလိုက်ရှာတယ်နီးလန်းတွေလိုက်ရှာတယ်တယောက်နဲ့တယောက်တွေ့ပြီဆိုရင်စီးပွားရေးအကြောင်းတွေပဲပြောကြတယ်တယောက်နဲ့တယောက်တွေ့ပြီဆိုရင်ဒီလိုမျိုးတိုးချရင်ကောင်းမလားဒီလိုမျိုးကိုရင်းနှီးထောက်ရင်ကောင်းမလားအဲ့လိုမျိုးတွေနောက်ထပ်အဝင်ငွေလမ်းတွေလိုက်ရှာတယ်လိုက်ဖောက်တယ်တချိန်ကြရင်ကိုအေးစစ်လေးနဲ့နေရအောင်တချိန်ကြရင်ကိုပဲပေါ့နော်အောင်မြင်မှုတွေပျော်ရွှင်မှုတွေရလဲမှုများစွာကိုပိုင်ဆိုင်နိုင်အောင်အခုချိန်ကတည်းကနီးလန်းတွေလိုက်ရှာပြီးအရင်ကတည်းကပို့ပြီးစူးစမ်းပြီးလုပ်တယ်အရင်ကတည်းကပို့ပြီးတော့လုံးလောက်ဝိရိယဇွဲရှိနဲ့သွားတယ်အဲ့ဒီအတွက်အခုဆရာမဆိုအသက်20ခွန်ပဲရှိသေးတယ်29ပဲရှိသေးတယ်နောက်ထပ်အသက်35ဆိုရင်ဆရာမဘယ်လိုဖြစ်နေပြီလဲတွေးကြည့်နော်တလေးတို့အောင်မြင်မြန်ချင်းတယ်နော်ဘယ်လိုလုပ်ရမှာလဲအခုနီလန်းပေးပြီးနံပါတ်1တစ်ချက်မှာနော်နံပါတ်1တစ်ချက်မှာနီလန်းပေးပြီးအောင်မြင်ပြီးခွန်အားရစေမဲ့အရာတွေဘယ်လိုလုပ်ရမှာလဲဆိုတော့ဒီနေ့3ချက်ထဲမှာလာပြောမယ်လာမျှဝေပေးမယ်ဟုတ်ပြီနော်တလေးတို့ဒီနေ့တက်ရတဲ့သူတွေအရန်ကိုကန်ကောင်းတယ်နော်အရန်ကိုကန်ကောင်းတယ်ဆရာမစီတာပေးတယ်လို့မျိုးဆရာမဝေအောင်လဲလာပြီးမျှဝေပေးတယ်ဆရာမဝေအောင်လဲနေ့တိုင်းကုသိုလ်ရတယ်နေ့တိုင်းဖလငံတွေရတယ်နေ့တိုင်းခွန်အားရှိစေတယ်နေ့တိုင်းပညာတွေတိုးပွားတယ်နေ့တိုင်းလူတွေကိုကူညီပေးနိုင်တယ်တချို့တဲတွေကမသိဘူးဘယ်လိုပြောမလဲရပြီလေဒီလောက်နဲ့ပဲလုံလောက်တယ်နောက်ရေးကြတော့ရောကိုထားပြီးပြီလားသူများအောင်မြင်တယ်လို့ကိုအောင်မြင်ချင်းတယ်သူများအဆင်ပြေချင်းတယ်လို့ကိုလည်းဆင်ပြေချင်းတယ်သူများအေးစီနဲ့နေနိုင်တယ်စားနိုင်တယ်ကိုလည်းအဲ့လိုမျိုးလိုချင်းတယ်ဆိုရင်အခုဝင်ငွေတလန်းနဲ့နေလို့မဖြစ်တော့ဘူးတလေးတို့နော်အခုခေတ်ကလည်းကုန်စည်နှုန်းတွေအရန်တက်တဲ့ခေတ်ကုန်စည်နှုန်းတွေအရန်ကိုတက်တဲ့ခေတ်ဆိုရင်ပေါ့နီးလာငွေဝင်လန်းတလန်းနဲ့ဝေဖြစ်သွားပြီဆရာမတို့နေလို့မဖြစ်တော့ဘူးနော်ဟုတ်ပြီနော်ဟုတ်တယ်နော်ဟုတ်ပြီနော်ဟုတ်တယ်နော်အဲ့ဒီအတွက်ဆရာမတို့နောက်ထပ်ဝင်ငွေနီးလန်းတွေကိုလိုက်ရှာရမယ်အရင်ကထက်ပို့ပြီးစူးစမ်းရမယ်အရင်ကအမေအိမ်တသိန်းပေးရင်စားလောက်တယ်နော်အရင်ကကုန်စည်နှုန်းနဲ့ဆိုရင်ဥပမာအခုတသိန်းနဲ့ပေးရင်မလောက်တော့ဘူး3သိန်းလောက်လိုက်ပေးမှရတယ်အဲ့ဒီအတွက်ကို3သိန်းလွှဲနိုင်ဖို့
ကိုအရင်ကားတဲ့ကြိုးစားရမယ်အရင်ကားတဲ့ဝင်ငွေလမ်းတွေတိုးလာအောင်များလာအောင်လိုက်ရှာရမယ်နော်အရင်ကားတဲ့ကြိုးစားပြီးလုံးလဝိရိယဇွဲရှိရှိနဲ့ကိုကလောက်သွားမယ်ဆိုရင်ရောအဲ့ဒီလူကမအောင်မြင်ဘူးလားအောင်မြင်လာမယ်အစင်ပြေးလာမယ်စိတ်ချမ်းသာလာမယ်ပျော်ရွှင်လာမယ်အရာအလုံးကောင်းလာမယ်လိုချင်တာတွေဝယ်နိုင်တယ်စားချင်စရာတွေဝယ်နိုင်တယ်ဝတ်ချင်တဲ့အင်ဂျီတွေဝယ်ဝတ်နိုင်လာတယ်ဟိုလူတွက်ဒီလူတွက်ငဲစရာမလိုတော့ဘူးကို့မှာဝင်ငွေလမ်းတွေညားနေပြီလေနော်မိလာတယ်လေတော့မိရောင်လားမိရောင်လားမိရောင်ရင်လိုက်ရှာရမယ်နော်လိုက်ရှာရမယ်ဒီလမ်းတလမ်းနဲ့သွားလို့မရတော့ဘူးအရင်ကဒီဝင်ငွေတလန်းနဲ့ကိုသွားနိုင်တယ်ရှောက်လန်းနိုင်သေးတယ်အခုချိန်မှာရှောက်လန်းလို့မနိုင်တော့ဘူးကုန်စည်နှုန်းကလည်းတက်တယ်ဆဆရရအကောင်လုံးတက်နေတဲ့ချိန်မှာတလန်းတဲ့နဲ့သွားလို့မဖြစ်တော့ဘူးနော်ဟုတ်ပြီနော်တက်လေးတို့မင်္ဂလာပါမမတဲ့မင်္ဂလာပါရှင်မလေးရှားကပေါ့နော်မင်္ဂလာပါချစ်မရေမင်္ဂလာပါနော်မင်္ဂလာပါရှင်နံပါတ်1တစ်ချက်နော်โอเคနော်အဲ့ဒါဆိုရင်နံပါတ်2တစ်ချက်ကိုသွားမယ်နံပါတ်2တစ်ချက်ကကိုလိုချင်တဲ့အရာအမြဲတမ်းတွေးပြီးပျော်ရွှင်ပါကိုတကယ်လက်ခံထားပြီးဆိုတဲ့စိတ်ခံစားမှုနဲ့တွေးပြီးပျော်ရွှင်ရမယ်စစ်ကြောဝရနီးပညာဒါကပေါ့နော်စစ်ကြောဝရနီးပညာသုံးတယ်နော်စစ်ကြောဝရနီးပညာသုံးတယ်စစ်ကြောဝရနီးပညာနဲ့လိုက်လုပ်တယ်နော်အပေါ်ဝင်ငွေတွေကိုကလည်းလိုက်ရှာတယ်အရင်ကထက်ကိုကလည်းကြိုးစားတယ်လုံးလဝိရိယဇွဲရှိတယ်နောက်ပြီးကြတော့ကိုလိုချင်တဲ့အရာရည်မှန်းချက်ကိုလည်းမမေ့ရဘူးအမြဲတမ်းတွေးရမယ်จิตนาการมาก่อนความจริงมาทีหลังအမြဲတမ်းတွေးပြီးစိတ်ကူးရရမယ်အမြဲတမ်းကိုတွေးပြီးပျော်ရွှင်ရမယ်တကယ်ကိုလက်ခံထားပြီးဆိုတဲ့စိတ်ခံစားခြင်းနဲ့ပီတိစိတ်တွေနဲ့ကိုကတွေးပြီးပျော်ရမယ်ဒါနံပါတ်2တစ်ချက်နော်နံပါတ်2တစ်ချက်နော်တကယ်ကိုကလည်းလက်တွေးလုပ်နေတယ်နော်စူးစားတဲ့အရင်ကထက်ဇွဲရှိရှိနဲ့လုပ်တယ်ကိုလိုချင်တဲ့အရာလဲကိုကမမေ့ဘူးအမြဲတမ်းတွေးတယ်ငါအခုလုပ်နေတာကဘာအတွက်လဲငါဘာဝယ်ဖို့အတွက်လဲငါဘယ်သူ့အတွက်လုပ်နေလဲအကုန်လုံးမြည်နေတယ်အဲ့ဒီအတွက်ကိုလည်းဆက်သွားဖို့ခွန်အားရှိတယ်ဆက်သွားဖို့အားအိမ်တွေပြည်လာတယ်နော်အောင်မြင်လာမယ်ခွန်အားလည်းရလာမယ်ငါအောင်မြင်မှုကဘယ်သူ့အတွက်လဲငါဘယ်သူ့အတွက်ရှောက်လန်းနေလဲအဲ့ဒီအတွက်ငါပြေးလို့မရဘူးငါလုံးလဝိရိယဇွဲရှိရှိနဲ့လုံးမရမယ်အရင်ကထက်ငါကြိုးစားမှရမယ်အရင်ကထက်ဝင်ငွေလန်းတွေတလန်းနဲ့ငါသွားလို့မဖြစ်တော့ဘူးအခုချိန်မှာအပူဝင်ငွေလန်းတွေငါလက်ရှာမှဖြစ်တော့မယ်ဒီတိုင်းလေးငြိမ်ငြိမ်နေလို့မဖြစ်တော့ဘူးတဲလေးတို့မိရောက်လားဆရာမပြောတာမိရောက်လားအဲ့ဒီအတွက်ကိုအဲ့လိုမျိုးလိုက်လို့ရမယ်နံပါတ်2တစ်ချက်ကကိုလိုချင်တဲ့အရာအမြဲတမ်းတွေးတာလုံးဝမမေ့နဲ့ကိုလိုချင်တဲ့ရည်မှန်းချက်ကိုအမြဲတမ်းတွေးတကယ်ကိုလက်ခံထားပြီးဆိုတဲ့စိတ်ခံစားချက်နဲ့ပေါ့နော်ကိုကတွေးရမယ်အဲ့လိုမျိုးကိုလိုချင်တဲ့အရာကိုလိုချင်တဲ့အရာပိုင်ဆိုင်ချင်တဲ့အရာကိုရဲ့အတွေးကလည်းမတွေးဘူးမျက်လုံးမှလည်းမမြင်အောင်ဘူးအဲ့ဒါဆိုကိုကဘယ်လိုလုပ်ရမှာလဲဥပမာလော့တလီစာရွက်နော်လော့တလီတန်း60ပေါက်ချင်တယ်6တန်းလားတန်း60လားကိုကပေါက်ချင်တယ်အဲ့ဒီအတွက်လော့တလီကိုမဝယ်ရင်ကိုပေါက်မလားမပေါက်ဘူးအခုလည်းအဲ့လိုမျိုးပဲကိုရဲ့အိမ်မက်ကိုရဲ့ရည်မှန်းချက်ကိုကချပြီးအဲ့ဒီအိမ်မက်အဲ့ဒီရည်မှန်းချက်ကိုမြင်အောင်ရမယ်တွေးရမယ်ကိုမတွေးရင်ဘာအရာမှကိုရဲ့အုံနောက်ထဲမှာမရှိဘူးကိုမှလည်းအတွေးတွေမရှိဘူးငါဘာလို့ချင်လဲမသိဘူးငါဘယ်သူ့တက်သွားနေလဲမသိဘူးငါဘယ်လိုမျိုးနေချင်လဲငါကမသိဘူးမရဘူးတလေးတို့နော်လာမယ့်နေ့မှာငါဘယ်လိုမျိုးနေမလဲလာမယ့်နေ့မှာငါဘယ်လိုမျိုးတိုက်အိမ်လေးနဲ့နေမလဲလာမယ့်နေ့မှာငါဘယ်လိုမျိုးကားကိုစီးမလဲလာမယ့်နေ့မှာငါဘယ်လိုမျိုးချမ်းသာနေပြီလဲအဲ့လိုမျိုးညင်အောင်ရမယ်ငါတကယ်အကုန်လုံးပိုင်ဆိုင်ထားပြီးဆိုရောငါဘယ်လိုဖြစ်မလဲတွေးကြည့်တကယ်ပိုင်ဆိုင်ထားပြီးဟိုငါရထားပြီးငါလက်ခံထားပြီးဒါစစ်ကြောရာနေပြီညာနော်တလေးတို့အဲ့လိုမျိုးညင်အောင်ရမယ်တွေးရမယ်ကိုရထားပြီးဆိုတဲ့စိတ်ခံစားခြင်းနဲ့ကိုနေရမယ်နော်သူများကိုကအယံနဲ့သွားမရှာဘူးအယံလည်းမလုပ်ဘူးသူများကိုလည်းကိုသွားပြောတာမဟုတ်ဘူးကိုဟာကိုတွေးပြီးတော့จิตนาการကိုဟာကိုတွေးပြီးတော့ကိုတကယ်လက်ခံထားပြီးဆိုတဲ့စိတ်ခံစားချက်လေးနဲ့နေကြည့်အယံကိုပျော်ရွှင်စရာကောင်းတယ်နော်အဲ့ဒီအတွက်အလုံးလုံးတယ်မှန်တယ်အလုံးလုံးပြီးကိုလည်းတွေးကိုလိုချင်တဲ့အရာတွေကိုတွေးအဲ့ဒီကနေပြီးတော့နီလန်းတွေပို့ဆောင်လာမယ်ကိုလုံးရမယ်
လိုင်းကြတယ်စိတ်ကြော်လာရှိနေတယ်ဒီမှာကိုကလည်းကြိုးကြိုးစားစားနဲ့လောက်တယ်နောက်ပြီးကြတော့ကိုရဲ့ရီမှန်းချက်ကိုမြင်နေတယ်ကိုရဲ့အိမ်မက်ကိုမြင်နေတယ်ကိုရှောက်တဲ့လမ်းကိုလည်းကိုသိနေတဲ့အတွက်ကြောင့်မို့စိတ်ကြော်လာကသူကြိုးစားလိုက်တာသူတော်လိုက်တာသူဘသူတွေရှောက်နေလဲဆိုတာ तू မြင်တယ်လေအနက်တွေကသိတယ်နော်အဲ့ဒီတော့သူ့ကငါနီးလန်းဖို့ပေးမှရမယ် तू တော်လေးကြိုးစားတယ် तू ရဲ့မိဘအတွက် तू ကလှုပ်ပေးနေတယ် तू ရဲ့မိဘအတွက် तू ကလှုပ်စားနေတယ်လှုပ်တွေကြိုးကြိုးစားစားလှုပ်နေတယ်အဲ့ဒီတော့ငါနီးလန်းဖို့ပေးမှရမယ် तू နဲ့ထိုက်တန်တယ် तू တောင်းထားတဲ့အိမ်မက်ကဈေးမကြီးဘူး तू နဲ့ထိုက်တန်တယ်အဲ့ဒီချိန်ကြရေးစစ်ကြော်လာကနီးလန်းတွေပို့လာလိမ့်မယ်ကိုစီကိုအဲ့လိုမျိုးတက်လေတော့ကိုအောင်မြင်နေပြီနော်ကိုရထားပြီးပြီကိုစင်ပြေနေပြီကိုတထေးမတယောက်ဖြစ်နေပြီကိုလူချင်းတဲ့အရာအကုန်လုံးပြီးဆုံးနေပြီဆိုတဲ့စိတ်ခံစားချက်နဲ့ကိုကပျော်ရွှင်ရမယ်တွေးရမယ်အမြဲတမ်းတွေးရမယ်တတိယတဲ့ချိန်တိုင်းတွေးတတိယတဲ့ချိန်တိုင်းတွေးငါရဲ့ညီမချက်ကတာငါရဲ့အိမ်မက်ကတာအဲ့လိုမျိုးတက်လေတော့နော်ဒါနောက်ဖက်နှစ်တစ်ချက်နော်ဘာမှမဖြစ်ဘူးညာလေးရတယ်ဟုတ်လားရတယ်နော်ခုနကလေအနီနှစ်ခါရှိပြီပြနေတာလိုင်းကြမှာဆိုလို့လိုင်းမကြဘူးနော်လိုင်းမကြဘူးအဲ့ဒါဆိုရင်နားလဲတယ်နော်တလေးတို့နော်မင်္ဂလာပါညီမလေးရေတဲ့မင်္ဂလာပါရှင်မိရောင်နိုင်တယ်ညာလေးတဲ့ဟုတ်ကဲ့ပါအရန်တော်တယ်မအီနော်အရန်တော်တယ်မအီပေါက်ပြီးတန်း60ညာလေးရေးယဟူးရမယ်ထိုက်တန်တဲ့ပိုင်ဆိုင်ရမယ်နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်နံပါတ်3တစ်ချက်ကိုသွားမယ်နော်နံပါတ်3တစ်ချက်ကိုသွားမယ်မြန်လာမယ်ဒီနေ့ဖလန်ငံတွေအရန်ကိုများနေတယ်နေမထိထက်မထိဖြစ်နေပြီဒီမှာမနေ့ကလည်းပေါ့နော်ခေါင်းလျှော်ရီကုမ္ပဏီပိုင်ရှင်ပေါ့နော်ဓာတ်ရိုက်နော်မိတ်ဆိတ်ကိုလာပြီးတော့ပေါ့နော် CB ကိုလာပြီးဓာတ်ရိုက်ဖလန်ငံတွေလာပေးတယ်ဆိုတော့လေကျက်သိန်းတွေဖြန်းထပြီးတော့ပေါ့နော်နေမထိထက်မထိဖြစ်နေတယ်အဲ့လိုမျိုးဖလန်ငံတွေတအားများနေတယ်ပန်ကာဘလောက်ပဲဖွေချွေးတွေပြန်နေတယ်ဖလန်ငံများလို့အဲ့လိုမျိုးတက်လေလို့နော်အဲ့ဒါကြောင့်မို့မြန်လေးလာလှုပ်ထုတ်ပေးတယ်နော်ရတဲ့သူတွေအကောင်လုံးဖလန်ငံတွေရပြီးတော့ဘာလို့စင်ပြေရအောင်ဟုတ်တယ်ငါအဲ့ဒီနားမှာလို့အဲ့နေတယ်ငါအဲ့ဒီနားမှာသွားဖြီးမရမယ်ငါအဲ့လိုမျိုးသွားလုံးမရမယ်ဆိုပြီးတော့ပေါ့နော်လိုက်လို့ရင်စင်ပြေရအောင်နော်အဲ့ဒါကြောင့်မို့ဖလန်ငံလေးလာလှုပ်ထုတ်ပေးတယ်ယူကြဖလန်ငံတွေယူကြအဲ့ဒါဆိုရင်နံပါတ်3ကိုသွားမယ်နော်တက်လေးတို့နော်နံပါတ်3ကိုသွားမယ်စင်ပြေတယ်နော်လိုင်းစင်ပြေတယ်နော်လိုင်းစင်ပြေတယ်နံပါတ်3ကနော်နံပါတ်3ကကိုယ့်စီကိုရောက်လာတဲ့အရာတိုင်းကိုအမြဲတမ်းလက်ခံထားရမယ်အခွင့်အရေးတွေဆိုရင်ကိုယ့်စီရောက်လာရင်ကိုကလက်ခံထားရမယ်လက်ခံနိုင်ရမယ်ဥပမာပေါ့နော်ကိုဒီတာလေးလုပ်ဖို့ idea လေးမျိုးထွက်လာတာနဲ့ကိုကချက်ချင်းလိုက်လုပ်ရမယ်ခဏနေမှလုပ်မယ်လေမနေ့ဖြန်မှလုပ်မယ်လေတပတ်ခါမှလုပ်မယ်ဆိုအဲ့ဒီ idea ကပျောက်သွားတယ်ကိုပေါ့နော်လူတယောက်ကလာပြောတယ်ဥပမာနဲ့ဒီစီးပွားရေးလုပ်မလားတိုးချက်ကြည့်ပါလားစမ်းကြည့်ပါလားနော်အဲ့လိုမျိုးလာပြောရင်ကိုကတေချာလိုက်လေးလာရမယ်ဟုတ်လားတကယ်ရလားအဲ့ဒီစီးပွားရေးကစင်ပြေရက်လားငါနဲ့ရောကိုက်ညီပဲလားငါဒီလောက်တိုးဒီလောက်စီးပွားရေးတိုးချက်လိုက်ရင်ငါဒီလိုမျိုးရနိုင်ချင်းရှိလားတေချာစစ်စီရမယ်တလေးနော်ဘာစီးပွားရေးပဲလုံးနော်ကိုတိုင်းတေချာမလေးလာပဲနဲ့ရင်းနှီးမထုတ်ပါနဲ့နော်သူများပြောတာနားရောင်ပြီးတော့သွားပြီးတော့အများကြီးရင်းနှီးထုတ်နေတဲ့သူတွေအများကြီးရှိတယ်ဆရာမပြောချင်တာကိုတိုင်းအရင်လေးလာပါငါ1000ရင်းနှီးထုတ်လိုက်ရင်ငါအတွက်ဘယ်လောက်ရမလဲငါတကယ်ရနိုင်ပါမလားအဲ့လိုမျိုးတေချာလေးလာရမယ်နော်သူ့ရဲ့နီးစနစ်ကိုတိပြီးကိုလက်ခံနိုင်ပြီးကိုလုံးရတယ်အဆင်ပြေနဲ့ကိုနဲ့ကိုက်ညီပြီးဆိုမှကိုကရင်းနှီးထုတ်ရမယ်နော်ဟုတ်ပြီနော်တလေးတို့အိုင်ဒီယာလာတာနဲ့ချက်ချင်းလက်တွဲလက်တွဲလုံးရမယ်နော်အခွင့်ရေးဝင်လာတာနဲ့လက်တွဲစောက်ကင်ပြီးလက်တွဲလုံးချရမယ်နော်အဲ့ဒါမှရလက်မှုမြန်မယ်ကိုစီကိုအိုင်ဒီယာဝိခနဲ့ရောက်လာရင်အဲ့ဒီအိုင်ဒီယာမြန်လေးယူလိုက်ယူပြီးလက်တွဲလုံးချလိုက်ဆရာမဆိုရင်အဲ့လိုမျိုးပဲကိုစီအုံနောက်ထဲကိုဒီဓာလေးလှုပ်လိုက်လို့ဝင်လာတာနဲ့ပေါ့နော်ပိုးဆောင်လာတာနဲ့ချက်ချင်းယူပြီးချက်ချင်းလှုပ်တယ်အဲ့ဒါကြောင့်ရလက်မှုရှိတယ်ရလက်မှုညံ့တယ်နော်
ဟုတ်ပြီနော်တလေးတို့สวัสดีค่ะสวัสดีค่ะอุ้ยยิงของแดเสียมาရှိနေတယ်สวัสดีค่ะครูสวัสดีค่ะယူလိုက်ပညာလေးတဲ့ယူဆရာမပေးသမျှအားလုံးကိုယူမယ်ရှင်ဒါဟုတ်ကဲ့ပါအရန်တော်တယ်အရန်တော်တယ်နော်ဆရာမရှိနေတယ်ခေါင်းလျှော့ရေးကုမ္ပဏီပိုင်ရှင်ဆရာမရှိနေတယ်မလေးရင်ခုံတယ်ခုနပဲဆရာမအကြောင်းပြောနေတော့မဲ့တဲ့ရင်နေခုံတယ်နှလုံးလေးတုံးတယ်အဲ့ဒါဆိုရင်နံပါတ်3ကခွေရေးလာတိုင်းပေါ့နော်ကိုကစောင့်ကြိုင်နိုင်ရမယ်အဲ့ဒီခွေရေးကိုကမြင်ပြီးတော့လက်တွဲလှုပ်ချရမယ်လက်တွဲလှုပ်နိုင်ရမယ်အဲ့ဒါမှရလဲမှုညံ့မယ်ခွေရေးရောက်လာတာနဲ့မနဲ့ဖြန်မလုပ်မယ်တစ်ပတ်ခါမလုပ်မယ်ခဏနေမလုပ်မယ်အဲ့လိုမျိုးဆိုရင်ပျောက်သွားတဲ့ idea တွေနော်ပျောက်သွားရဲ့နောက်ထပ်မလာတော့ဘူးရောက်လာတာနဲ့ပေးလာတာနဲ့လက်တွေးလုံးမယ်ပေးလာတာနဲ့လက်တွေးလုံးမယ်ပေးလာတာနဲ့လက်တွေးလုံးမယ်ဆိုရင်ကိုအောင်မြင်မြန်တယ်ရလက်မှုမြန်တယ်လွယ်ကူကူနဲ့ကြော်ဖြတ်နိုင်တယ်လွယ်ကူကူနဲ့ကြော်လွှားနိုင်တယ်နော်တလေတော့ဒါနံပါတ်3နော်နံပါတ်1ကနော်နံပါတ်1ကအောင်မြင်မြန်ရှင်တယ်ဘယ်လိုလုပ်ရမှာလဲအောင်မြင်မြန်ရှင်တယ်ခွန်အားတွေရချင်တယ်ဒီထက်မကခွန်အားတွေရချင်တယ်နော်နံပါတ်1တစ်ချက်နော်အပေါ်ဝင်ငွေတွေများလိုချင်တယ်နံပါတ်1တစ်ချက်ကအပေါ်ဝင်ငွေနောက်ထပ်နီးလန်းတွေလိုက်ရှာရမယ်အရင်ကထက်ကိုပို့ပြီးစူးစမ်းရမယ်နော်အရင်ကထက်ကိုပို့ပြီးလုံးလောက်ဝိရိယဇွဲရှိရမယ်ဒါနံပါတ်1တစ်ချက်နော်နံပါတ်2တစ်ချက်ကအမြဲတမ်းကိုလိုချင်တဲ့အရာကိုတွေးပါနော်စဉ်းစားနော်ပြောတကယ်ကိုရထားပြီးပြီကိုတကယ်လက်ခံထားပြီးပြီစိတ်ခံစားခြင်းနဲ့ကိုကတွေးရမယ်ပျော်ရွှင်ရမယ်ကိုရထားပြီးပြီလို့တွေးလိုက်တဲ့ချိန်မှာအရန်ကိုပျော်စရာကောင်းတယ်အရန်ကိုပျော်ရွှင်မှုရတယ်ကိုပျော်ရွှင်နေတဲ့ချိန်ကိုပျော်ရွှင်နေတဲ့ချိန်ကိုပျော်ရွှင်နေတဲ့နေတဲ့ရွေ့ကိုပျော်ရွှင်နေတဲ့ချိန်ကိုပျော်ရွှင်နေတဲ့ရွေ့စစ်ကြော်လာကကိုနီးလန်းပိုးဆောင်လာလေပဲနော်အဲ့ဒီအတွက်ပျော်ရွှင်ရမယ်ပျော်ရွှင်နိုင်ရမယ်တလေးတော့အမြဲတမ်းပျော်ရွှင်အောင်ထားရမယ်ကိုရဲ့စိတ်ကိုနော်အမြဲတမ်းပျော်ရွှင်မှုရှိအောင်ကိုကပေါ့နော်ကိုရဲ့နှလုံးသားကိုပါထိန်းရမယ်မကောင်းတဲ့အရာတွေမဝင်လာရအောင်မကောင်းတဲ့စိတ်ညစ်စရာတွေမတွေးရအောင်ကိုဘဝကိုတီဆောက်နေတဲ့ချိန်ကိုဘဝကိုပြောင်းလဲနေတဲ့ချိန်အဲ့ဒီချိန်မှာကိုတောင်းဝန်ယူပြီးကိုထိန်းရမယ်အကုသိုလ်ဘက်ကိုမရောက်သွားရအောင်အကုသိုလ်ဘက်ကိုမရောက်နိုင်အောင်မရောက်နိုင်အောင်ဟုတ်တယ်မရောက်နိုင်အောင်ထိန်းသိမ်းရမယ်နော်တလေတို့အောင်မြင်ခြင်းနဲ့နော်အစင်ပြေခြင်းနဲ့ကံကောင်းခြင်းတွေရောက်လာစေခြင်းနဲ့ပတ်စံများလိုခြင်းနဲ့နော်ပတ်စံများလိုခြင်းနဲ့ဆိုရဲဝင်ငွေနောက်ထပ်နီးလန်းတွေလိုက်ရှာရမယ်နော်ဟုတ်ပြီနော်တလေတော့နံပါတ်3ကကိုစီကိုရောက်လာတဲ့ခွေရေးမှန်တဲ့များကိုကစောက်ကင်နိုင်ရမယ်ချက်ချင်းလှုပ်ရမယ်လက်တွေးလှုပ်ရမယ်နော်ချက်ချင်းလက်တွေးလှုပ်ရမယ်အဲ့ဒီခွေရေးကိုကမြည်တက်ရမယ်ကိုအတွက်စင်ပြေပြီလားစင်ပြေနေလားငါလုံးလိုက်တကယ်ပဲငါအတွက်စင်ပြေမလားကြည်တက်ရမယ်တလေလို့နော်စီးပွားရေးတစ်ခုကိုလောက်တော့မယ်ဆိုတိတ်ချလေးလာပါနီးစနစ်ကိုတိတ်ချသိရမယ်နော်ဒါအရေးကြီးဆုံးနော်နီးစနစ်ကိုမသိဘူးတိတ်ချမသိဘူးဆိုရင်ဘယ်တော့ခါမှအရင်နီးသွားမထုံနဲ့နော်အရန်ကိုရှုံးတယ်ဆရာမတို့ဖြစ်လာဘူးတဲ့သူများပြောသလိုမျိုးလိုက်သွားတယ်လေသူတို့နောက်ကိုအေးဟုတ်တယ်အဲ့လိုမျိုးပဲဖြစ်မယ်အဲ့လိုမျိုးရတယ်ငါယုံတယ်သူတို့လည်းရနေတယ်တကယ်ကိုကမလေးလာဘူးတကယ်ကိုကမတင်ယူဘူးတကယ်ကိုကသူတို့ရဲ့နီးစနစ်ကိုတိကျလိုက်ပြီးနားမထောင်တဲ့အတွက်ကြောင့်မို့နောက်ပြီးဆုံးဘသူပတ်စံဆုံးရှုံးသွားလဲဆရာမတို့ပတ်စံဆုံးရှုံးသွားတယ်ဆရာမကအဲ့လိုမျိုးမလေးလာတဲ့အတွက်ကြောင့်မို့အဲ့ဒီအတွက်ဆရာမမှာလာတင်ယူတဲ့တဲလေးတွေအကုန်လုံးကိုအဲ့လိုမျိုးမပေးဖြစ်ချင်ဘူးနော်အကယ်၍ဖြစ်ခဲ့ဘူးတယ်ဆိုရင်လည်းသင်ခန်းစာယူငါကိုသင်ခန်းစာပေးတယ်နောက်တစ်ခါငါမမှားမိအောင်နောက်တစ်ခါငါမလုံးမိအောင်ဒါကငါကိုသင်ပေးတယ်ဒီထက်မကငါကခံနိုင်ရရှိအောင်ဒီထက်မကငါသွားနိုင်အောင်ငါကိုသင်ပေးတယ်အဲ့လိုမျိုးသင်ခန်းစာယူရမယ်နော်တလေးတို့ဒီနေ့ဆရာမလာပေးတာ3ချက်တိချာလေးနားထောင်ပြီး3သက်ကြည့်ဟုတ်ရဲ့လားအဲ့လိုမျိုးပဲလားဆရာမပြောတာမှန်ရဲ့လားဆရာမငါတို့နေ့တိုင်းလာတင်ပေးနေတာမှန်ရဲ့လား
ငါတို့အတွက်ကျိုးရှိရဲ့လားကိုကိုစိတ်စေကြည့်ဆရာမကစိတ်စေတနာတတ်နဲ့လာမျှဝေပေးတယ်ကိုတင်ယူလာမှတည်းအကောင်လို့လာမျှဝေပေးတယ်အကောင်လုံးနီလန်းတွေးရအောင်ပျော်ရွှင်မှုရအောင်အစင်ပြေရအောင်စိတ်ထွက်လေကြားနေရစိတ်ဓာတ်တွေမြင့်မားလာရအောင်ခွန်အားတွေရော့ကြနေခွန်အားတွေတက်လာရအောင်မကောင်းတဲ့ဘက်မှာရက်တီများနေကောင်းတဲ့ဘက်ကိုရောက်လာအောင်တဖြည်းဖြည်းချင်းပြောင်းလဲရအောင်နီလန်းတွေပြလိုက်လုံးမလားလိုက်မလုံးမလားလိုက်လုံးလိုင်းကလည်းပြောကောင်းတဲ့ချိန်ဆိုရင်အနီလာပြပြီဘလို့ဖြစ်လဲမသိဘူးအားပေးနေတယ်โอเคเนาะဆရာမကပေးလိုက်ပြီလှုပ်လားမလှုပ်လားတဲတို့အပိုင်းယူလားမယူလားတဲတို့အပိုင်းเนาะစားတဲ့သူသာဝမယ်မစားတဲ့သူကမဝဘူးเนาะအဲ့ဒီအတွက်စားတဲ့သူဝမယ်လှုပ်တဲ့သူရမယ်တဲလေးတို့เนาะယူတက်ရင်ပညာအရန်ကိုစေးကြီးတယ်ဖီလာပေးပြီမလဲเนาะကိုမတိတဲ့အရာဆိုအရန်ကိုစေးကြီးတယ်အဲ့ဒီအတိပညာရဖို့အတွက်ဆရာမတို့ကပိုက်ဆံနဲ့ဝယ်ပြီးတော့သင်ယူရတယ်အဲ့လိုမျိုးအခုကတဲလေးတို့ကပိုက်ဆံပေးစရာမလိုဘူးတင်တန်းကြီးပေးစရာမလိုဘူးဆရာမတင်ယူလာတဲ့အရာတိုင်းကိုမျှဝေပေးတယ်ဖီနဲ့လာပေးတယ်နော်လိုက်လောက်ကြပါပြောင်းလဲကြပါနော်ပြောင်းလဲဖို့အချိန်ရောက်လာပြီပြောင်းလဲပြလိုက်တဲလေးတို့နော်ဟုတ်ပြီနော်မအီကတော့စားတယ်ညာလေးတဲ့စားတဲ့သူရမယ်နော်လှုပ်တဲ့စားတဲ့သူဝမယ်လှုပ်တဲ့သူရမယ်ဟုတ်ပြီလားတဲ့လေတို့ဟုတ်ပြီလားအရန်ကိုကောင်းတယ်နော်ဒီနေ့3ချက်နော်မြန်နေရောပဲဘလို့ပြီးသွားလဲဘလို့ပြောသွားလဲတော့မသိဘူးပြီးပြီလားဒါဟုတ်တယ်တဲ့လေတို့လက်ပြီး6နဲ့လဲအတန်နဲ့ပြောင်းနေတယ်ဟုတ်ပြီနော်တဲလို့ဒီ3ချက်လေးကိုလဲလုံးကြည့်ဟုတ်တယ်ဒီနေရာမှာငါပြောင်းရမယ်ဒီလိုမျိုးနီလန်းငါရှာရမယ်ဟုတ်တယ်အဲ့လိုမျိုးနော်လာတင်ယူပြီးပြီဆိုရင်လက်တွေးလုံးရမယ်လက်တွေးလုံးချရမယ်လာပေးပြီးယူလိုက်ပြီးလက်တွေးလုံးစစ်တွေလိုက်ကြည့်ကိုနဲ့နောက်ထပ်ကိုဝင်ဝေရစီမယ်နီလန်းကဘယ်လိုမျိုးနဲ့တိတ်တော်လဲဘယ်လိုမျိုးလုံးရင်ကောင်းမလဲတယောက်နဲ့တယောက်စီးပွားရေးအကြောင်းတွေတိုင်ပင်ကြဆွေးနွေးကြသူများမကောင်းကြောင်းပြောမဲ့အစားနော်သူများမကောင်းကြောင်းပြောတာတန်ဖိုးမရှိဘူးနော်တန်ဖိုးမရှိဘူးအဲ့ဒီအတွက်တယောက်နဲ့တယောက်တွေ့ပြီဆိုရင်စီးပွားရေးအကြောင်းတွေတိုင်ပင်ကြစီးပွားရေးအကြောင်းတွေပြောကြအဲ့ဒါအရန်ကိုတန်ဖိုးရှိတယ်ကိုဘဝအတွက်အရန်ကိုတိုးတက်စေမဲ့စကားတွေနော်ကိုဘဝအတွက်အရန်ကိုကောင်းတဲ့အရာတွေဆရာမကောင်းတဲ့ဘက်မှာလဲကောင်းတဲ့ဘက်မှာပဲရက်ကြည့်စီချင်တယ်နော်ပြောင်းလဲနေတဲ့သူကတော်တော်လေးကိုလိုတယ်နော်မကောင်းတဲ့အရာကဝင်လာဖို့အတိတ်ပဲကိုပြောင်းလဲနေတဲ့ချိန်မှာဝင်လာဖို့အတိတ်ပဲအဲ့ဒီချိန်မှာကိုကလက်မခံရဘူးနော်လက်မခံရဘူးငါလက်မခံဘူးကိုလျှောက်တဲ့လမ်းသာမှန်ရှောက်စိတ်မိုက်ရှောက်စိတ်မိုက်သွားကိုမြည်တယ်လေကိုလိုချင်တာပါလေလာမယ့်နေ့မှာငါဘာယူဖို့အတွက်သွားနေလဲလာမယ့်နေ့မှာငါဘသူအတွက်စင်ပြေအောင်လုပ်ပေးနေတယ်လာမယ့်နေ့မှာငါချမ်းသာရှင်တယ်ဘသူအတွက်လဲဘာအတွက်နဲ့ငါချမ်းသာရှင်တယ်ကိုမြည်တယ်ကိုတိတယ်လေအဲ့ဒီအတွက်ကိုရဲ့အီမန်ချက်ပါနိုင်ကိုတက်ကြည့်ပြီးတော့တက်လျှောက်သွားရမယ်မရိုင်လဲနဲ့တယ်လေတို့နော်နေဖြစ်မှာမဟုတ်ဘူးနေလုံးရမှာမဟုတ်ဘူးနော်အဲ့ဟာတွေကကိုရိုင်လဲအောင်ပြောတဲ့စကားလေးနော်ကိုယုံကြည်မှုရှိငါလုံးနိုင်တယ်ငါသွားနိုင်တယ်ငါနဲ့ထိုက်တန်တယ်ငါရမယ့်အရာဒါငါပိုင်ဆိုင်ရမယ့်အရာငါအရင်ကားထက်ပိုပြီးကြိုးစားမယ်အရင်ကားထက်ငါလုံးလောက်ဝိရိယဇွဲရှိနဲ့သွားမယ်နောက်ထပ်အပေါ်ဝင်ငွေနီးလန်းတွေငါလိုက်ရှာမယ်ခွေရေသွားတောင်းမရအောင်မခင်မယ်โอเคတဲလေးနော်ခဏလေးနော်ဆရာမရေသွားတောင်းမရမယ်โอเคလက်ပြီး6တယ်င
နည်းတော့တယ်ရာဒီဥဒုကမမှန်ဘူးလေနော်ပူလိုက်အေးလိုက်နော်ပူလိုက်အေးလိုက်ခဏမိုးအုပ်လိုက်ခဏမိုးရွာလိုက်ခဏပူလိုက်အဲ့လိုမျိုးနောက်ပြီးဆရာမတို့ကအပြင်ကိုခဏထွက်ရတယ်ဆိုင်ကတစ်စီးနဲ့ရှောက်သွားနေရတယ်အဲ့လိုမျိုးโอเคเนาะแต่เลยတို့เนาะဒီနေ့ပေးသွားတဲ့3ချက်အရန်ကိုမြန်တယ်မြန်လဲမြန်တယ်ပြီးလဲပြီးမြန်တယ်เนาะဒါပေမဲ့အရန်ကိုကောင်းတဲ့အရာလေးပေါ့เนาะဒီ3ချက်ကပေါ့เนาะအရန်ကိုကောင်းတယ်လိုက်လို့ကြည့်လိုက်ပြီးပြောင်းလဲကြည့်စင်ပြီးတယ်แต่เลยတို့เนาะဆရာမလည်းဒီချက်မကနောက်ထပ်အပူဝင်လမ်းတွေလိုက်ရှာနေတယ်เนาะဆရာမရဲ့ကိုယ်စလဲလေးတွေလောက်ခေါ်ကင်ဖက်လေးတွေကိုလိုက်ကြည့်ပေးနေတယ်ဘယ်လိုမျိုးနောက်ထပ်စီးပွားရေးတိုးချက်ရင်ကောင်းမလဲနော်နောက်ထပ်ကိုဒီထက်မကပူဝင်တွေများရလာအောင်ထက်တူရလာရအောင်နော်ထက်တူပိုင်ဆိုင်ရအောင်လိုက်ကြည့်နေတယ်လိုက်ကြည့်ပေးနေတယ်နော်ရလာအောင်တူရအောင်တူပိုင်ဆိုင်အောင်နောက်ထပ်စီးပွားရေးနီးလန်းတွေလိုက်ကြည့်နေတယ်နော်ဆရာမရဲ့လောက်ဖို့ကင်ဘက်တွေဆရာမရဲ့ကိုယ်ဆက်လက်လေးတွေတွဲပါရောဆရာမအတွက်ပါရောအစင်တီရအောင်နီးလန်းတွေလိုက်ရှာနေတယ်โอเคနော်အရင်ကထက်ကြိုးစားရမယ်အရင်ကထက်ဇွဲရှိရမယ်လုံးလာဝိဒီယာဇွဲရှိရမယ်ကိုလိုချင်တဲ့အရာကိုလည်းမမေ့ရဘူးအများအားတွေးရမယ်အမြဲတမ်းหนีအောင်ရမယ်ကိုရထားပြီးပြီဆိုတော့စိတ်ခံစားခြင်းနဲ့หนีရမယ်ပျော်ရမယ်ပြောရမယ်ဟုတ်ပြီနော်တလေးတို့ဘာမှစဉ်းစားမထိဘူးဘာမှစဉ်းစားမထိဘူးဆိုရင်မနေ့ကပေါ့နော်အရင်ကိုကအိတ်ခမ်းထဲမှာပဲအနီပေါ်လာတယ်နော်အနီပေါ်လာတယ်မနေ့ကပေါ့နော်ဆရာမကြီးကိုဆက်လက်လေးတယောက်အချံပေးထားတယ်ကိုကအိမ်ခန်းထဲမှာပဲနေပြီးတော့ပေါ့နော်ဘာမှစဉ်းစားမရဘူးဘာတွေလုပ်ရမှာလဲဆိုတာမသိဘူးအတွေးမလာဘူးဆိုရင်အပြင်ကိုထွက်ကြည့်တယ်လေတို့နော်ကုံတိုက်ဖြစ်သွားဆရာမဆိုကုံတိုက်မြဲသွားတယ်အသိပညာတွေသွားရှာတယ်ငါဘာလုပ်ရင်စင်ပြေမလဲဆိုတဲ့အသိပုဂ္ဂတုတတွေအသိပညာတွေသွားရှာတယ်အဲ့လိုမျိုးပဲအိမ်ထဲမှာပဲနေပြီးတွေးလို့မထိဘူးဘာလုပ်ရင်ကောင်းမလဲအတွေးတွေမပေါ်ဘူးဆိုအပြင်ကိုထွက်လေကောင်းလေတက်လေသွားရှုနော်လေကောင်းလေတက်တွေသွားရှုတွေးဝလေးလမ်းဆန်းရအောင်စင်ပြေရအောင်နောက်ပြီးကြရင်ကိုဘယ်လိုပြောမလဲကိုရဲ့ပတ်လည်မှာရှိတဲ့အရာတွေကိုလိုက်ကြည့်ဘာလုပ်ရင်ကောင်းမလဲဘာလုပ်ရင်စင်ပြေမလဲငါနဲ့ဘယ်လိုမျိုးအရာကသိတော့လဲအဲ့လိုမျိုးလိုက်ကြည့်အဲ့ဒါဆို idea လေးထွက်လာလိုက်မယ်တဲလေးတို့ idea လေးထွက်လာပြီးဆိုအဲ့ဒီ idea တဲ့ကိုကလက်တွေ့လုပ်ရမယ်တိုင်လေးလို့ရတယ်နော်ဆရာမရေဒီလိုမျိုးလုပ်ဖို့စဉ်းစားထားတယ်ကြည့်ပေးပါဦးအဲ့လိုမျိုးတိုင်လေးလို့ရတယ်ဆရာမတိတလောက်လေးလာပြီးပြောပြပေးတိတလောက်လေးပြောပြမယ်တိတလောက်လေးရှင်းပြမယ်နော်ဟုတ်ပြီနော်ဆရာမလည်းအခုတလောအပြင်ကိုခဏထွက်တယ်လိုက်ရှာနေတယ်နောက်ထပ်ပိုဝင်နီးလန်းတွေကိုရအောင်လိုက်ကြည့်နေတယ်ငါဘာလို့ကြီးကောင်းမလဲအဲ့လိုမျိုး idea လာတဲ့နဲ့ချက်ချင်းရေးချထားတဲ့စာအုပ်မှာနောက်ပြီးလာပေးတယ်နောက်ပြီးလာမျှဝေပေးတယ်အဲ့လိုမျိုးတက်လေတို့โอเคဆရာမလေးတဲ့โอเคနော်နောက်ထပ်အပိုဝင်နီးလန်းတွေချပေးမယ်ယူဖို့တာပြင်ထားဖွဲထဲမှာဂလူထဲမှာယူဖို့တာပြင်ထားဒီနေ့လည်းဘင်းသက်တော့6နေတယ်အဲ့ဒါအချိုင်းမအော်ရတယ်ဘူးနော်ခလညာတွေများလို့လားမသိဘူးโอเคနော်တလေးတို့နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီနေ့ကတော့ဒီ3ချက်လေးယူသွားပါရှင်ယူပြီးပြီဆိုရင်လက်တွေ့သွားလုပ်ပါနော်လက်တွေ့သွားလုံးပါဒီ3ချက်လေးကအရန်ကိုကောင်းတယ်အရန်ကိုတန်ဖိုးရှိတဲ့အရာလေးနော်လက်တွေ့သွားလုပ်ပါနော်ไปลุยกันไปทำภารกิจกันเราต้องรับผิดชอบตัวเองเนาะเราต้องรับผิดชอบตัวเองชีวิตใครชีวิตมันครูให้แล้วทุกคนรับแล้วก็ลงมือทำเข้าพี่เนาะแต่เลยดูเนาะမင်္ဂလာပါဆရာမလေးတဲ့မင်္ဂလာပါရှင်မအီရေlive ပြီးပြီနော်သင်တန်းပြီးပြီနော်မအီနော် live ရောလံပြန်ကြည့်ပြီနော်အရန်ကိုကောင်းတယ်နော်အရန်ကိုကောင်းတယ်โอเคနော်
ကဲဒီနေ့ကတော့ဒီလောက်ပါပဲရှင်ဒီ like ကိုပေါ့နော်အစားကနေဆုံးအောင်ကြည့်ပေးတဲ့သူတိုင်း like and share လုပ်ပေးတဲ့သူတိုင်းနော်ရောလန့်ထည့်ကြည့်တဲ့သူတိုင်း comment တွေရေးလာပြီးတဲတွေပို့ပေးတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ပေါ့နော်အပေါ်ဝင်နီးလန်းတွေများရောက်လာကြပါစေလို့ဝေဒီကနေဆုတောင်းပေးပါရရှင်နော်ပိုင်ဆိုင်နိုင်ကြပါစေတဲလေးတို့နော်အောင်မြင်မှုကိုစီရှိပြီးတော့ပေါ့နော်ပျော်ရွှင်မှုနဲ့နေနိုင်ပါစေသွားနိုင်ပါစေလို့ဝေဒီကနေဆုတောင်းပေးပါရရှင်ဆရာမဒီကနေဆုတောင်းပေးပါရရှင်အားလုံးကိုချစ်တယ်နော်โอเคဒါဆိုရင်သွားမယ်ဆရာမလည်းသွားမယ်ออกไปลุยกันโอเคဘာတချင်းနဲ့ပို့ရင်ကောင်းမယ်ဒီနေ့ခဏလေးနော်တချင်းနဲ့ပို့လိုက်မယ်ဒီနေ့တချင်းနဲ့ပို့လိုက်အောင်မယ်ဒီတချင်းလေးနဲ့သွားပန်ကဖွေးထားတယ်ဒီမှာကြည့်ချွေးလေးဒီတချင်းနဲ့ပို့လိုက်မယ်မြဲတမ်းတွေးထားငါရှင်တန်မဖြစ်မယ်ငါစင်ပြေမဖြစ်မယ်အမြဲတမ်းတွေးထားငါရဲ့မိသားစုအတွက်အရန်ကိုချက်သိမ်းထားတယ်အသေးရှိနေရမယ်အမြဲတမ်းရှင်ပြိုင်နိုင်ဖို့အတွက်အမြဲတမ်းနောက်ကစိတ်ကိုလှမ်းနိုင်ဖို့အတွက်ဘာပဲဖြစ်ဖြစ်ဘာတွေပဲတွေးကြုံနေပါစေနော်ရင်ဆိုင်ကြမယ်ပြုံးနဲ့ရင်ဆိုင်ကြမယ်ရှောက်လန်းနိုင်ရမယ်ဟုတ်ပြီနော်တလေးတို့စုမေးရသမီးချက်သိမ်းထားတယ်အမြဲတမ်းတွေးတာအရန်ကိုအားရှိတယ်အဲ့ဒါဆိုရင်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်စီးပြီနော်